Okay အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါလို့အားလုံးကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါဗျနော်ကျွန်တော်တို့တောက်ကြနေဗီဒီယိုဖိုင်လေးပေါ့နော်ဒါကတော့ကိုရီမိုင်းအားလုံးပဲတောက်ကြနေညနေရတော့ကျွန်တော်တက်ခွက်ကောင်းအကြိုက်ဆုံးကနန်းလေးနဲ့ငါးထိပ်စီ9နောက်ပိတ်59ဆိုတဲ့အရန်ကလန်းလေးနဲ့ဗာဖြစ်နှက်ကွက်ထဲပြေးခဲ့တာအားလုံးပဲရကြမယ်လို့လည်းမျှော်လင့်နေပေါက်ကြမယ်လို့လည်းအားလုံးကိုယုံကြည်ပါတယ်အခုဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့မိတ်ဆွေလေးတွေလေးဒီပေါက်ကြီးလေးတွေကိုကိုရီမိုင်းအားလုံးရဲ့ comment လေးထဲမှာမှတ်ပေးကြပါအောင်ဗျာနော်မနက်ကလည်းမျိုးတွေအားလုံးပဲနှင်းပရိတ်တက်ခွက်ကောင်း90နဲ့မှ3ညနေရလေ9ထိပ်စီ9နောက်ပိတ်59ဆိုတဲ့ကနန်းအားလုံးပဲရကြမယ်လို့လည်းမျှော်လင့်ပါတယ်ဗျာနော်20ရက်နေ့လေးမှာအလှလေးရလည်းလှုပ်ဖြစ်တယ်ကိုရီမိုင်းအားလုံးပဲအလှလေးရလည်းလှုပ်ဖြစ်တယ်အလှလေးရဲ့အကျိုးလေးနဲ့တဲ့ကိုရီမိုင်းအားလုံးပဲခံစားရတယ်ပေါ့ဗျာနော်အလှလေးရဲ့အကျိုးလေးနဲ့လည်းအားလုံးပဲအကျိုးခံစားမှုရှိတယ်ပေါ့ဗျာချင်းမိတ်ဆွေတွေအားလုံးပဲနော်အကျိုးခံစားမှုပဲရှိကြတယ်မျိုးတွေအားလုံးပဲဒါကြောင့်လည်းကိုကြီးရဲ့မိတ်ဆွေတွေအားလုံးပဲဝမ်းသာတယ်အတိုင်းမသိပျော်တယ်ပေါ့ဗျာနော်အတိုင်းမသိပျော်ပါတယ်နောက်နေ့ဒီမှာလည်းထပ်ပြီးတော့ကိုရီမိုင်းအားလုံးပဲလှူဒန်းနိုင်အောင်လို့လဲကျွန်တော်ချင်းမိတ်ဆွေတွေအားလုံးကိုထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်ဗျအလှလေးတွေကတော့မပြီးသေးပါဘူးဗျနော်အလှလေးတွေကတော့မပြီးသေးဘူးကျွန်တော်တို့ဒီထက်လှူဖို့အတွက်ပတ်စံလေးလည်းရှိသေးတယ်ပတ်စံလေးလည်းပို့သေးတယ်ပေါ့နော်အခုဗီဒီယိုတိုင်းလေးကဘာလေးလဲဆိုတော့ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့ကဘာလေးကိုဒီကထားပြီးတော့ကျွန်တော်တို့လာရောက်တင်ပေးခြင်းလဲဆိုတော့ကျွန်တော်တို့မွေးကနန်းလေးတွေထိုးမယ်မွေးကနန်းတစ်ခွက်ကိုအရင်ပြောပေးမယ်ပြီးရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့မွေးကနန်းတစ်ခွက်ကိုပြောပေးမယ်ကြည့်ပြီးရင်ချင်းမိတ်ဆွေတွေအားလုံးပဲเนาะချင်းမိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့မပြောက်ပတ်တီးလေးပြောပေးမယ်မွေးကနန်းတစ်ခွက်ကောင်းလေးပြောပြီးပါရင်မပြောက်ပတ်တီးလေးကိုပြောပေးမယ်ပေါ့ဗျာเนาะဒါရောက်ကြောင်းလဲကျွန်တော်တို့ဗီဒီယိုဖိုင်လေးတင်ပေးခြင်းလည်းဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲအဖွဲ့ဝင်ခြင်းနဲ့မိတ်ဆွေလေးများရှိလို့ရှိရင်လည်းကျွန်တော်တို့တနင်္လာအင်္ဂါဗုဒ္ဓဘူးဇာတိုးပတ်တီးလေးကိုကိုရီမိုင်းအားလုံးပဲဝင်လို့ရပါတယ်ပတ်တီးကမနက်တနင်္လာနေ့မနက်ထွက်သွားရင်ဆက်မလိုက်ကြဘူးနားမယ်မထွက်သေးရင်ဆက်ပြီးတော့လိုက်မယ်ကျွန်တော်တို့ကဇာတိုးပေးတာဖြစ်တဲ့အတွက်ပါဗျာနော်ချင်းမိတ်ဆွေတွေအားလုံးပဲအဖွဲ့ဝင်ခြင်းနဲ့မိတ်ဆွေလေးများဝင်လို့ရပါပြီအဖွဲ့ဝင်ချက်ကတော့3ရက်စာကို1000နဲ့မှ9000ချက်ပါဗျာနော်တနင်္လာအင်္ဂါဗုဒ္ဓဘူးဇာတိုးပတ်တီးပဲဖြစ်ပါတယ်ပတ်တီးလို့ organize တစ်ခွက်ပါဒီညနေမှာဆိုလဲအဖွဲ့ဝင်လေးတွေ9ပတ်တီး59ဆိုတဲ့အဖွဲ့ဝင်လေးတွေပေါက်ကြီးလေးတွေပါမှန်းခဲ့အောင်ဗျာနော်အဖွဲ့ဝင်လေးတွေကအစားအားလုံးကိုကိုရီမိုင်းအားလုံးပဲအောင်မြင်ခဲ့တဲ့အဖွဲ့ဝင်နေတဲ့ဩကွက်တွေပါပဲဗျာနော်အဲဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေလေးတွေအားလုံးပဲပေါက်ကြီးလေးတွေကိုမှန်ပြီးအဖွဲ့ဝင်ချင်းနဲ့မိတ်ဆွေလေးများရှိလို့ရှိရင်လည်းကိုပြည့်နဲ့ကန်ဆက်လို့ရပါတယ်ပေါ့နော်ကန်ဆက်ကြီးလေးနဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနံပါတ်လေးကိုကျွန်တော်တို့ comment ထဲမှာပင်လေးထောက်ပေးပါမယ်အားလုံးပဲကိုရီမိုင်းအားလုံးပဲမပြောက်ပတ်တီးလေးအနေနဲ့ကတော့ခွန်ပတ်တီးလေးပဲဖြစ်ပါတယ်မိန်အောင်ခဏအနေနဲ့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကစားခြင်းနေဆိုရင်တော့ချစ်မိတ်ဆွေတွေအားလုံးပဲမိန်အောင်ကနန်းအနေနဲ့ချစ်မိတ်ဆွေတွေအားလုံးကစားခြင်းနေဆိုရင်86ဆိုတဲ့ကနန်းလေးကိုကစားပေးပါဗျာနော်86ဆိုတဲ့ကနန်းလေးကိုကစားပေးပါတစ်ခွက်ကိုတော့ကျွန်တော်တို့တနင်္လာကနွေနေ့ညလိုက်ကြမှာပဲကျွန်တော်ထပ်ပြီးတော့ပြောပေးပါမယ်အားလုံးပဲကန်ကောင်းကြပါစေအဆင်ပြေကြပါစေတက်တာပါဗျာနော်မျိုးတွေအားလုံးပဲ